ထမင်းဝိုင်းတစ်ခုကိုဒီလိုဖွယ်ဖွယ်ရနဲ့အရသာရှိရှိဖြစ်အောင်အချိန်တိုတိုအတွင်းမှာနနာဖန်တီးခဲ့ရလို့ပြောရင်ယုံကြမလားချက်ထားတာတွေကလည်းလူတိုင်းရှာဝယ်လို့ရတယ်ဒီလိုမျိုးအသားငါနဲ့ဘဲဥတွေကိုသုံးပြီးတော့ပဲချက်ထားတာဖြစ်ပါတယ်သူတို့တွေကိုချက်ရမှာအချိန်ကုန်လူပင်ပန်းတက်တာကတော့လျှို့ဝှက်ချက်လေးတစ်ခုသုံးထားတယ်အဲ့ဒါကတော့ဒီလေးကြော်အသင့်စားအနှစ်ထုတ်ကလေးကိုသုံးပြီးတော့ချက်ထားတာဖြစ်ပါတယ်အဲ့တော့နနာဘာဟင်းနေချက်မလဲနဲ့တကယ်ရောစားကောင်းမှာမလားဆိုတာသိချင်နေဆိုရင်အခုဆက်ကြည့်လိုက်နော်သုံးမယ်အသားငါးနဲ့ပင်လယ်စာတွေကိုအရသာလေးဝင်နေအောင်လို့စနွေးနဲ့စားနည်းနည်းလေးစီထည့်ပြီးတော့တေချာနေပြီးတော့နှက်ထားပေးပါမယ်အရင်ဆုံးပဇွန်လေးချက်ပါမယ်ဒဲဝထဲမှာစီလေးနည်းနည်းထည့်ပြီးတော့ပူလာပြီဆိုရင်ရသာနှက်ထားတဲ့ပဇွန်လေးတွေကိုထည့်ပါမယ်ပြီးရင်လေးကြော်ငရုတ်သီးစိမ့်ငပိချက်အနှစ်ထုတ်ကလေးကိုထည့်လိုက်ပါမယ်ဒီထုတ်လေးတွေကလေတကယ်တော့နင်တို့ထမင်းနဲ့တခါတည်းအသစ်နေပြီးတော့စားလို့ရတယ်ပေါ့နော်အခုလိုမျိုးဟင်းအနေနဲ့ပေါ့နော်ဒီလိုအသားငါးရည်နဲ့ရောပြီးတော့ထည့်ချက်မယ်ဆိုရင်လေဒါကိုလိုချင်တဲ့အရသာအတိုင်းကိုလိုတိုးပို့လျှော်လုပ်ပြီးတော့တခါတည်းထည့်ချက်လိုက်အောင်မယ်အဲ့တော့အချင်းကုန်လက်တက်တာတယ်လူပင်မလက်တက်တာတယ်တော်တော်အဆင်ပြေပါတယ်ဆက်ချက်ပြပါမယ်ကဲဟောတယ်လိုမျိုးတေးချအောင်ရောမွေလိုက်တာနဲ့ပစုံငရုတ်သီးစိမ့်ငပိချက်လေးပြီးသွားပါပြီရှင်ကဲအဲ့လောက်တော့မြ мян ဆန်ဆန်နဲ့ပြီးသွားရဆိုတော့အရသာများကောင်းမှမလားမသိဘူးပေါ့နော်အဲ့တော့ညီးကြည့်လိုက်ပါမယ်ငရုတ်သီးစိမ့်ငပိချက်အရသာထိထိမိမိလေးနဲ့ပစုံနဲ့ပေါင်းလိုက်တဲ့အခါမှာလေလုံးဝမထင်ရအောင်အနှစ်ထုံးနဲ့ချက်ထားရလို့လေမသိကိုယ့်အကိုအစားဆုံးထုထောင်းပြီးတော့ချက်ထားရတာအတိုင်းပဲဒီတစ်ခေါက်ကတော့ကြက်သားကိုလေးကြော်ခင်းချင်တင်ငပိချက်အနှစ်ကလေးနဲ့တွဲပြီးတော့အရေးလေးနည်းနည်းခက်ဆက်ဆက်ကလေးနဲ့ပေါ့နော်ကြက်သားခင်းချင်တင်ငပိချက်ကလေးချက်မယ်ထုံးစံတိုင်းပဲစီလေးပူလာပြီဆိုရင်အရသာနေထားတဲ့ကြက်သားလေးကိုထည့်ပြီးတော့စီတက်ပေးလိုက်မယ်ပြီးကြက်သားလေးပိုနူးသွားအောင်ဒီလေးနည်းနည်းထည့်မယ်စသားလေးနူးကနေပြီဆိုရင်တော့လေးကြော်ခင်းချင်တင်ငပိချက်အနှစ်ထုတ်ကလေးကိုထည့်ပါမယ်ဒါလေးတွေကလေအသင့်စားအနှစ်ထုတ်ကလေးဆိုတော့ကိုယ့်အကိုထမင်းနဲ့ပဲနေစားမယ်ဟေ့ဆိုရင်တော့ဒီတစ်ထုပ်ကပေါ့နော်လူတစ်ယောက်နှစ်ယောက်ကောင်းကောင်းနေစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဟင်းထဲမှာထည့်ချက်မယ်ဆိုရင်တော့နာတို့ကကိုသုံးတဲ့အသားပမာဏအလိုက်ကိုဒီဟင်းအနှစ်ထုတ်ကိုနှစ်ထုပ်ထည့်မလားသုံးထုပ်ထည့်မလားကိုစိတ်ကြိုက်ကိုချိန်ပြီးတော့ထည့်လို့ရပါတယ်ရှင်ကဲအခုဆိုရင်တော့စီကြံရေးကြံအနေထားလေးနဲ့နနာစားကြတဲ့ပုံစံလေးရပြီငရုတ်သီးစိမ့်လေးနဲ့နနမင်လေးကိုဖြူးပြီးတော့ချလိုက်လို့ရပါပြီမွေးနာပဲကဲသူလည်းရပြီဆိုတော့ညီးကြည့်လိုက်အောင်မယ်အနံ့တော်လေးလုံးဝ share ပဲshare ပဲဒီလားသူကခင်းချင်တီးငပိချက်ကအနှစ်အရသာကကြက်သားတွေကိုပါတခါလဲစိတ်ဝင်သွားတာအဲ့တော့နနာကတော့လေဒီလိုမျိုးငပိချက်ကလေးတွေကိုအသားငါးလေးနဲ့ရောပြီးတော့စားတာတော်တော်ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့ဟင်းတမယ်လေးဖြစ်သွားတယ်ပေါ့နော်အရင်ဟင်းအနေနဲ့ကြီးပဲမဟုတ်ပဲနဲ့လေအဲ့တော့နနာလိုမျိုးငပိချက်တွေကိုအသားငါးနဲ့ရောပြီးတော့အမြဲတမ်းချက်လေးရှိရသူကြီးဘယ်သူရှိလဲ comment ထဲမှာတစ်ချက်ပြောသားပေးကြအောင်နော်ကဲဟုတ်ပြီနောက်တစ်မျိုးဆက်ချက်မယ်အခုကတော့ဘဲဥလေးတွေကိုလေးကြော်ကလက်ချက်အနှစ်ကလေးကိုသုံးပြီးတော့ဘဲဥကလက်ချက်လေးချက်ပါမယ်ရှင်နနာတို့ကလေကိုအချက်တလိုင်းဖြစ်တာအောင်မှာပေါ့နော်ဒီလိုမျိုးကလက်ချက်တွေကိုချက်မယ်ဆိုရင်အရသာမှန်မမလားမွန်ပြည်နယ်မှာကိုစားဘူးတဲ့အရသာလေးအတိုင်းရောထွက်ပါမလားပေါ့နော်အဲ့လိုမျိုးလေးကိုကစိုးရိမ်တက်တယ်ပေါ့နော်ဒါကြောင့်ဒီလေးကြော်ကလက်ချက်အနှစ်ကလေးကတော့လုံးဝကိုအဆင်ပြေတယ်အဲ့ဒီအတွက်ကိုလေသူကကြောင့်တက်တက်လွတ်အနှစ်ကလေးဖြစ်တယ်နနာတို့ချက်သားနဲ့ပဲရောချက်ချက်ဘဲဥနဲ့ပဲရောချက်ချက်ဒါမှမဟုတ်ဆိုဒီလိုပဲထမင်းလေးနဲ့ပဲနေစားစားအဆင်ပြေဒါပေမဲ့လေးကြော်အနှစ်ထုတ်တွေထဲမှာဆိုရင် तू ကတော့အဆက်ဆုံးပဲဒါကြောင့်မို့လို့ spicy lover တွေဆိုရင်တော့ဒီအနှစ်ထုတ်ကလေးကိုကြိုက်ပါလိမ့်မယ်ရှင်အရင်ဆုံးဘဲဥလေးတွေကိုစီပူပူထဲမှာအကာလေးတင်းသွားအောင်ကြော်ပေးလိုက်ပါမယ်ဘဲဥလေးရပြီဆိုရင်တော့အိုးထဲကစီလေးတွေကိုပြန်လျှော့ပြီးတော့ပေါ့နော်ကလက်ချက်အနှစ်ထုတ်ကလေးကိုထည့်ပြီးတော့ဘဲဥလေးနဲ့သမသွားအောင်ငွေကြော်လိုက်ရင်ရသွားပါပြီရှင်အကျော်အချက်တွေအားလုံးကတော့ပြီးသွားပြီအရေးတောက်လေးတစ်မျိုးလိုနေသေးရဲ့အဲ့အတွက်လည်းလွယ်လွယ်ကူကူပဲလေးကြော်ရဲ့ချစ်မောင်ကြော်အနှစ်ကိုရင်နွေးပွက်ပွက်စုထဲမှာထည့်မယ်ပြီးရင်ခုနအရသာနေထားတဲ့ငါးလေးတွေကိုထည့်မယ်က
ကဲငါးလေးလဲချက်ပြီးအရသာအပေါ်ငံလဲအနေတော်ဖြစ်ပြီဆိုရင်တော့ငါးချစ်မောင်တောက်စားဟင်းလေးပြီးတော့ပါပြီရှင်အဲ့ဒါလေးနနာအိမ်မှာချမောင်ကြော်ရပါကြော်ရင်ပေါ့နော်ချမောင်ကြော်ပို့ပြီးဆိုရင်နောက်နေ့သူတို့ကမစားကြတော့ဘူးမစားကြတော့ဘူးဆိုရင်အခုလိုမျိုးငါးလေးနဲ့ရောပြီးတော့အရေတောက်ပုံစံလေးပြောင်းလိုက်တာပေါ့နော်အဲ့တော့အဲ့ဒီအကွက်ကလေးတွေပေါ့နနာလိုလေးချမောင်ကြော်ဒီလိုမျိုးပုံစံပြောင်းပြီးတော့ကျွေးနေကြလူတွေရှိရင်ဘယ်သူရှိလဲသိချင်ပါတယ်ဖွယ်ရရလေးဖြစ်ချင်တော့အတုပ်လေးတစ်မျိုးကလည်းပါအောင်မှအဲ့အတွက်လေးကြော်ရဲ့စတော်ဘဲပြုတ်ပေါင်းလေးကိုပဲကြက်တော်ညီလေးနဲ့ရောပြီးတော့အေးရိုးရှင်းရှင်းတောက်လိုက်ပါမယ်ဒီပဲပြုတ်ပေါင်းထဲမှာတော့လေစားတကြားနဲ့စီတွေပါပြီးသားမို့လို့နနာတော့ထပ်မထဲတော့ဘူးကဲလို့ကိုကလိုအပ်တဲ့ထဲမှာထပ်ထည့်လို့ရပါတယ်နော်ကဲဒါဆိုရင်ပဲပြုတ်တုပ်လေးလည်း ready ထမင်းဝိုင်းလေးကိုလေနနာစကောထမင်းဝိုင်းလေးပြင်မှာဆိုတော့အလဲကနေပြီးတော့ထမင်းလေးထည့်ရမယ်ထမင်းကိုအရသာ2မျိုးဖြစ်သွားအောင်လို့တစ်မျိုးကိုလေးကြော်ရဲ့ထမင်းတုပ်အနှစ်နဲ့နေလိုက်မယ်နောက်တစ်မျိုးကတော့အဖြူလေးပဲထည့်လိုက်ပါမယ်ထမင်းလဲရပြီဆိုတော့ခုနချက်ထားတဲ့ဟင်းလေးတွေကိုထည့်ပြီးတော့ပွဲပြင်လိုက်ပါတော့မယ်ရှင်ပဇွန်6ငံပြားရေးကြော်နဲ့မကြီးသီးစိတ်ငပိကြော်လေးကိုပါထည့်ပြီးတော့တိုးစရာလေးနဲ့နောက်ဆုံးတွဲပြင်လိုက်ပါမယ်ကဲအခုဆိုရင်တော့အချိန်တိုအတွင်းမှာပြင်ဆင်လိုက်တဲ့ဖွယ်ရရလေးကြော်စကောထမင်းဝိုင်းလေးပြီးသွားပါပြီရှင်ဒီလိုဟင်းတွေအများကြီးကိုအချိန်တိုအတွင်းမှာအရသာရှိရှိနဲ့လုံးဝမပင်မန်းမဲနဲ့ဖန်တီးနိုင်ခဲ့တာဒီလေးကြော်အနှစ်ထုတ်ကလေးအကြောင်းပါဒါကြောင့်နနလိုမျိုးပေါ့နော်ဒီလိုဟင်းလျာတွေကိုအချိန်တိုအတွင်းမှာဖန်တီးခြင်းနဲ့ပြီးတော့ဥပမာအိမ်ကိုရုတ်တရက်ဧည့်သည်လာတဲ့အခါမျိုးတွေမှာဒါမှမဟုတ်ဘူးဆိုရင်လည်းတနိုင်တစ်ပိုင်းအလှူအတန်းလုပ်ခြင်းတဲ့အခါမျိုးတွေမှာဆိုရင်လည်းဒါအချိန်တိုအတွင်းမှာဒီလိုမျိုးဖန်တီးနိုင်အောင်လို့လေးကြော်အနှစ်ထုတ်ကလေးတွေကိုနနလက်ဆောင်ပေးခြင်းပါတယ်ဒီနှစ်ထုတ်ကလေးတွေက FDA လည်းရထားပြီးခါလာအမတ်တစိတ်လည်းပါတကြောင်မို့လို့လူမျိုးဘာသာမရွေးလဲသုံးဆောင်နိုင်တယ်ပြီးတော့အခုဆိုရင်အမျိုးမျိုးအနေနဲ့ဆိုင်တိုင်းနီးပါးမှာလဲဝယ်လို့ရနေပြီအဲ့တော့နနာချက်ပြသွားရတဲ့ထဲကလေးကြော်ရဲ့ဘယ်အနှစ်ထုတ်ကလေးကိုအကြိုက်ဆုံးလဲဆိုတာကို comment ထဲမှာရေးပေးခဲ့ကြပါအဲ့ဒီရေးထားပေးတဲ့သူတွေထဲကကန်ထူးရှင်10ယောက်ကိုရွေးပြီးတော့နနာဒီလေးကြော်အနှစ်ထုတ်ကလေးတွေကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်လက်ဆောင်ရသွားတဲ့ကန်ထူးရှင်တွေကတော့လေအရသာရှိတဲ့ထမင်းဝိုင်းတွေကိုနနာလိုမျိုးပဲအချိန်တိုအတွင်းမှာဖန်တီးနိုင်မှာသိကြပါတယ်ရှင်အဲ့တော့ဒီလိုအရသာရှိတဲ့ထမင်းဝိုင်းတွေကိုလေးကြော်နဲ့ဖန်တီးနိုင်နေဆိုတာကိုမသိသေးတဲ့သူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို like and share လုပ်သားပေးအောင်နော်